ပြည်သူများအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့ပထမစွာနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဓမ္မဒုတာဆရာတော်ဒေါက်တာအရှင်စေကိန်းနာရဲ့စကားအတတ်ပညာဆိုတဲ့သင်တန်းအစီအစဉ်ကိုရှိုက်ကူးပြီးတော့တင်ဆက်ပေးရရှိနေပါတယ်စကားအရာမှာလိမ္မာကျွမ်းကျင်မှုအင်မတန်အရေးကြီးလာတယ်ဆိုတာကိုပြီးခဲ့တဲ့အပိုင်းတွေမှာကျွန်တော်တို့အတော်လေးဆွေးနွေးပြီးတော့တင်ဆက်ပေးခဲ့ပါပြီပြည်သူများနဲ့လည်းစကားအတတ်ပညာဆိုတဲ့သင်တန်းအစီအစဉ်ဟာအတော်လေးရှင်းလင်းခဲ့ပြီလို့ထင်ပါတယ်ခင်ဗျာဒီနေ့မှလည်းပဲဆရာတော်ကစကားအတတ်ပညာပေါ်မှာအခြေခံပြီးတော့ပြောဆိုတဲ့အကြောင်းအရာတွေကိုထပ်မံပြီးတော့ဆွေးနွေးပေးဦးမှာပါကျွန်တော်တို့တစ်ခါတည်းမှာစကားအတတ်ပညာအနေနဲ့ပြောဆိုကြတဲ့အခါမှာစကားပြောဆိုမှုတင်မကဘဲနဲ့ကျွန်တော်တို့ရဲ့ကိုယ်ဟန်အမူအရာဒါတွေကလည်းဒီစကားအတတ်ပညာထဲမှာတပိုင်းတကဏ္ဍအနေနဲ့ပါဝင်မယ်လို့တော့ကျွန်တော်မျှော်လင့်မိပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တဦးနဲ့တဦးပေါင်းသင်းပြီးတော့ဆက်ဆံကြတဲ့အခါမှာစကားတွေပြောဆိုကြတဲ့နေရာမှာကျွန်တော်တို့ရဲ့ကိုယ်ဟန်အမူအရာကျွန်တော်တို့ရဲ့နှုတ်အမူအရာဒါတွေအားလုံးဟာတသားတွေအားလုံးပေါင်းစည်းပြီးတော့ပါဝင်နေပါတယ်။ကျွန်တော်တို့ရဲ့ကိုယ်မူအရာနှုတ်မူအရာဟာယဉ်ကျေးလိမ္မာစွာပြောဆိုမှသာလျှင်တဦးနဲ့တဦးတစ်ဖက်နဲ့တစ်ဖက်စကားပြောဆိုကြတဲ့အခါမှာအဆင်ပြေလာစေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာစကားတတ်ပညာဆိုတဲ့ခေါင်းစဉ်အောင်မှာဆရာတော်ကဘယ်လိုမျိုးဆက်လက်ပြီးတော့ဆွေးနွေးမိန့်ကြားပေးဦးမလဲဆိုတာကျွန်တော်အတူတူကနာယူမှတ်သားကြအောင်ပါခင်ဗျာစကားရဲ့နောက်မှာအတတ်ပညာရဲ့ဂျားထဲမှာစကားပြောတဲ့အတတ်ပညာရှိတယ်ပြောတာနဲ့တည်းမှာဟောတာလည်းရှိတယ်ဆွေးနွေးတာလည်းရှိတယ်တင်ပြတာလည်းရှိတယ်အများကြီးပေါ့လေဒီဂျားထဲမှာစကားနဲ့ပတ်သက်ပြီးပြောဆိုဆွေးနွေးဟောတင်ပြအဲ့လိုတွေအများကြီးရှိတာနောက်အတတ်ပညာလို့ပြောပြန်တော့လည်းပဲဘုံမတို့အတတ်ပညာမှာကခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင်အသိပညာကပါနောက်ကလိုက်ရတာစကားအတတ်ပညာဆိုတဲ့နေရာမှာစကားအသိပညာလည်းပါတာပဲသင်တန်းဆိုတာအဲ့လိုစာအုပ်လေးတွေနဲ့ရေးရတာလားဘုံတို့ငယ်တုန်းကဆိုရင်ကာကူလေတာလို့ခေါ်တဲ့ကဏ္ဍပေါင်းဆက်ကလေးတွေပေါ်ကားစားပေါ့ဘုံတို့အင်ဂျင်နီယာဖြစ်တော့ခဏနှစ်ခုပေါင်းမယ်ဆိုရင်တစ်လုံးချင်းပေါင်းရင်ကိုကမြန်တယ်ကာကူလေတာတဲ့နှလုံးပေါင်းရင်ကိုကမြန်တယ်သုံးလုံးပေါင်းရင်ဘုံတို့မြန်တယ်လေးလုံးပေါင်းမှထောင်ကဏ္ဍတောင်ကဏ္ဍလောက်အဖြေထွက်တာမျိုးကြမှာကာကူလေတာနဲ့ကဗျိုင်တူလောက်ပေါ့လေငါးလုံးပေါင်းရင်တော့ဘုံတို့ရှုံးတယ်ပေါ့လေကာကူလေတာနဲ့ပေါင်းတာနဲ့တစ်လုံးချင်းမြောက်ရင်ကာကူလေတာတဲ့ဘုံတို့ကမြန်တယ်နှလုံးအခရာနှလုံးနဲ့အခရာနှလုံးနဲ့ဆယ်ကိန်းနဲ့မြောက်ရင်ဘုံဘုံတို့ကမြန်တယ်ယာကိန်းနဲ့မြောက်ရင်တော့တချို့ရှုံးတယ်တချို့ဘုံဘုံတို့ကမြန်တယ်ပေါ့အဲ့ကယ်ကူလေတာလေးတွေရှိလာတာနီးပညာလည်းတိုးတက်တော့ဒီရုပ်ဟုတုဘိုင်းဆိုင်ရာတိုးတက်လာတော့လူတွေအတွက်တော်တော်အသုံးကျတယ်အဆင်ပြေတယ်ပေါ့အဲ့ဒီအဆင်ပြေတာတစ်ဖက်ရှိတယ်လို့ဒီရုပ်ပိုင်းဆိုင်ရာဟာတိုးတက်လာတာဟာ advantage ရှိတယ်လို့တစ်ဖက်ကလည်း disadvantage ရှိတယ်ကောင်းကျိုးတွေရှိတယ်လို့ဆိုးမွေတွေလည်းရှိတာပေါ့အခုခေတ်ကလေးတွေမြောက်တာပေါင်းတာစားတာဘာမှမရတော့ဘူးဆိုတာကဒီလိုစာအုပ်တွေနဲ့ပဲမှတ်နေတာ ਨੇ ဒီလို calculator တွေသင်္ချာကဏ္ဍပေါင်းဆက်တွေနဲ့တွက်နေတာ ਨੇ ပဲတကယ်စိတ်ပိုင်းဆိုင်ရာစွမ်းရည်တွေကနှိမ့်ကြလာတာပေါ့အဲ့တော့ဘုံဘုံတို့သင်တန်းအနေနဲ့စကားအတတ်ပညာမှာစွမ်းရည်တွေမြင့်လာဖို့ဆိုရင်ဒီစာအုပ်တွေနဲ့ရေးတာမှတ်တာဟုတ်ဘုံဘုံဘက်ကလက်ခံတဲ့လက်မခံတဲ့ဒီသင်တန်းသူသင်တန်းသားသားတို့သမီးတို့ဘက်ကပြုတဲ့မပြုတဲ့ကဲပြောပါဘုံဘုံဘက်ကလက်ခံတဲ့လက်မခံတဲ့သားတို့သမီးတို့ဘက်ကအဲစာအုပ်တွေနဲ့ပြောတာကိုနားမထောင်မနဲ့ငုံရေးနေတာတကယ်ပြောရင်ဒါသင်တန်းဟာဘုံဘုံတို့ပညာရေးစနစ်ကိုပြောင်းရမယ်နဲ့ပြောနေကြပြီလေဘလို့ပြောင်းမှလဲလို့မေးရင်ကြိုက်တယ်လို့ပြောင်းရပေါ့ဘုံဘုံတို့ဒီသင်တန်းမှာတော့စကားပြောတဲ့အခါလူတယောက်ပြောနေတာကိုစာအုပ်ငုံကြည့်ရေးနေတာတော့မယဉ်ကျေးတာမရှိဒါဘုံဘုံဘက်ကအမြင်လေဒါတို့သမီးတို့အဲ့လိုမြင်ရလားဒါလေးတည်းနဲ့ဆွေးနွေးကြည့်အောင်အခုစကားအတတ်ပညာမှာအခုဘုံဘုံတွေးလိုက်တယ်အခုစာအုပ်ရေးနေတယ်ဘုံဘုံအနေနဲ့ဘာသင်မယ်ဘာပြောမယ်လို့မရှိဘူးလေမနေ့ကပြောကြလို့လွတ်လပ်ပဲပြောခြင်းတယ်စကားဆိုတာလွတ်လပ်ပြောမှတန်ဖိုးကြီးတယ်လို့ဘုံဘုံတို့ကမြင်ထားတယ်ပေါ့အဲ့ဒီစကားလုံးနဲ့နောက်ပိုင်းဆက်ပေးပါမယ်ဒါတို့သမီးတို့မနေ့ကပြောခဲ့တာလေးတွေလည်းပါခဲ့တဲ့သူရှိရင်မရှင်းရသေးတဲ့အချက်ကလေးတွေထုတ်ခဲ့တာရှိတယ်လေအဲ့ဒါလေးတွေပြန်ဘုံဘုံစိတ်ကိုဆွပြီးဘုံဘုံပြောပါမယ်အခုစကားအတတ်ပြင်မှာကြုံတဲ့ပုံမှာကိုပြောနိုင်သလား
ဒါလေးကိုအခုသင်တန်းမှာဒါတို့ကောက်ရေးနေတဲ့စာအုပ်နဲ့မှတ်နေတယ်တီးနေတယ်ဒါလက်ခံတဲ့လက်မခံတဲ့ဆိုတာကိုကြုံနေတဲ့အကြောင်းအရာကြုံနေတဲ့အခြေအနေပေါ်မူတည်ပြီးတော့ကိုပြောနိုင်သလားဘုံမို့ဆိုရင်ငယ်တုန်းကအကြောင်းလေးပါပြောလိုက်တယ်လေခုကိစ္စပေါ်မှာဒါလဲစကားအတတ်ပညာမှာတခုအနေနဲ့ပါဝင်တာလူတယောက်နဲ့တွေ့တယ်သူအကြောင်းလေးစလို့မှကိုမပြောနိုင်ရင်ဒါအတတ်ပညာမရှိတာအခြေအနေလေးတစ်ခုတွေ့တယ်ဒါလေးကြုံရတာနဲ့မှကိုမပြောနိုင်ရင်ကိုအတတ်ပညာအားနေတာပဲဘုံမို့တော့အဲ့လိုမြင်ပါတယ်အဲ့ဒါရောလက်ခံပါသလားလက်ခံရင်ဆွေးနွေးအဲ့လိုဘုံဘုံဘက်ကဒါတို့သမီးတို့အဲ့လိုနှုတ်ကြီးနဲ့ကောက်ရေးနေတာကိုလက်ခံတဲ့လက်မခံတဲ့ရင်ဒါတို့သမီးတို့သင်္นานသူသင်္นานသားဘက်ကအဲ့လိုမျိုးစကားပြောနေတာကိုစကားတက်ပညာသင်ပေးတဲ့နေရာမှာတော့မှစကားပြောတာကိုဂရုမစိုက်ကြဘူးဆိုရင်အညာဘီးယောင်းတယ်လို့ဖြစ်သွားမှာကြားဘူးလားလိတ်ခွန်ဘီးယောင်းတာဟောလိတ်ခွန်ဘီးလည်းမသိဘူးလားသိပါတယ်လိတ်ခွန်တော့သိတာပေါ့အဲ့ဒါလေးကိုဘီးလောက်ထားအတုတွေရှိတယ်အစ်စ်ကလိတ်ခွန်ဘီးကတအားမာလိတ်ခွန်ဘီးလေးဆိုလိုက်ရောင်းတော့မာလားမမာလားစမ်းတာပေါ့လိတ်ခွန်ဘီးတွေတကယ်မာတယ်ဆိုပြီးခောက်ပြတာခောက်ပြတော့အတူကြီးခောက်ပြတော့ဂျွတ်ဆိုကျိုးရောဝယ်တဲ့သူတွေကအများကြီးကြည်နေကြတာပေါ့ဟင်းလိတ်ခွန်ဘီးကစစ်လည်းမစစ်ဘူးမဟုတ်ဘူးကျွန်တော်တို့အတူယူလာတယ်အတူဆိုတာဒီလိုကျိုးတယ်လို့လုတ်ပြရတာအခုလည်းပဲသားတို့သမီးတို့ပြောလို့ရတာပေါ့တပည့်တော်တို့ကဖုံဖုံစကားပြောစရာမရှိမှစိုးလို့ကိုပဲစကားပြောသင်တန်းမှာစကားအတတ်ပညာသင်ပေးနေတော့မှအောက်ငုံပြီးတော့ကိုဂယုမဆိုင်ဘဲနဲ့စာငုံရေးနေတာဒါမှဖုံဖုံကပြောစရာရမှာအခုဒီဟာပဲဒီမြင်ကွင်းကိုပဲဖုံဖုံပြောသွားတဲ့ခါမှာဥပမာပါလာတယ်ငယ်တုန်းကအကြောင်းလေးပါလာတယ်ဖြစ်တဲ့အခြေအနေလေးပါလာတယ်စကားကိုတိုင်းနဲ့ဝိုင်းနဲ့ပြောရတော့မယ်ဆိုရင်အဲ့လိုအတိုင်းဝိုင်းလေးနဲ့ပြောတတ်စီကျင်တာပေါ့လေဒါသင်ပေးတဲ့ထဲကတခုပါပဲပေါ့တကယ်တမ်းပြောတော့ကိုယ်ဆူလို့ဆူလိုက်မှန်းကိုမသိဘူးနော်တော်တော်နာစရာကောင်းတယ်နော်ဟုတ်လားစကားတက်ပညာသင်နေတဲ့နေရာမှာပြောတဲ့ဆရာတော်ကိုပြောတဲ့သင်တန်းဆရာကိုစကားကိုဂယုမစိုက်ဖ ೇನೆ ဘောပင်နဲ့စာအုပ်ဂယုစိုက်နေတာတော့ပြောချင်တာကတော့ရိုင်းတာလို့ပြောချင်တယ်လို့မပြောတတ်ဘူးဘုံကမယင်ကြေးတာလို့သုံးသွားတာတကယ်ပြောရင်နာစရာကြီးလူနာစရာစကားပြောတဲ့အခါမှာအပြစ်တစ်ခုကိုပြောတဲ့အခါမှာနားထဲကိုတန်ရည်ဘူးလောင်းတယ်လို့မပြောအောင်နားထဲကိုတော့ဘယ်လိုလေးလောင်းလိုက်ရမှာတကားရည်လေးလောင်းတယ်လို့လောင်းလိုက်ပြီးတော့မှအထက်ကျမှအစိတ်တက်သွားအောင်ပြောရတယ်အိမ်ကျမှပြန်စင်းစားခဏနေပြန်စင်းစားကိုယ့်ဟာကိုယ်ကြိတ်အဲ့ဒါဒီကတတ်တဲ့လူနဲ့မဆိုင်ဘူးလေကိုယ့်ဟာကိုယ်တွေးရင်းနဲ့သေးမှာဟုတ်ကဲအခုဖုံဒီလိုပြောသွားတဲ့ပြောဟန်လေးနဲ့ပြောသွားတဲ့စကားလုံးယူပုံလေးနဲ့ဒီဖြစ်ပေါ်တဲ့အခြေအနေလေးနဲ့ကိုသားတို့သမီးတို့မှတ်ထားမိလားလိုက်မမီတော့ကဲသားတို့သမီးတို့ဘက်ကအဲ့ဒီနှုတ်ဘုံနဲ့အဲ့လိုလောက်တာမျိုးလက်သင့်ခံတယ်မခံတယ်သမီးတို့အခုဒီမနက်လေးနေသင်တန်းတစ်ခုတက်လာခဲ့ MNDC သင်တန်းမှာဒီပလိုမာတက်နေတာအဲ့ဒါကျောင်းသား42ယောက်ရှိတယ်အဲ့ဒီမှာဆရာကစာတင်တာကိုလိုက်မှတ်တဲ့လူက3ယောက်နှုတ်ဖို့နဲ့မှတ်တဲ့လူက3ယောက်ပဲရှိတယ်ဆရာမမှတ်တဲ့လူတွေက communication listening မကောင်းလို့မမှတ်တာလားဆိုမေးခံရတယ်ဖေဟုတ်ပြီအဲ့တော့စာတစ်လုံးဖေတဲ့ဆိုတော့မှတ်တင်တယ်လို့ထင်တယ်ဖေရောမကြိတ်နဲ့လေဖယားနဲ့အပိုင်မပေါက်နဲ့လေသမီးတို့ကဒီအဲ့ဒီသင်တန်းကဖယားနဲ့သွားပြီးမကင်လိုက်နဲ့လေဖယားစာမှတ်တာမှမဟုတ်တာလေဟုတ်လားဟုတ်ပြီသမီးဘက်ကဟိုသမီးပြောတာကိုဘုံဘုံသဘောတူတယ်ကြည်နဲ့တယ်အဲ့လိုမျိုးပဲပြောရမယ်လေဟုတ်ပြီကဲဆက်ပြောစရာရှိသေးလားမရှိပါဘူးဖေဒါတပည့်တော့အမြင်ပါဖေဟုတ်တယ်သမီးအမြင်ဟုတ်တယ်ဟိုစကားပြောတဲ့အခါမှာသူများအမြင်ကိုအများကြီးလက်ခံရတယ်ယူတော့မယူအောင်လက်ခံရတယ်ဆိုတော့ပြောခွင့်ပေးရတယ်မြင်ခွင့်ပေးရတယ်သူတို့ပြောတဲ့အမြင်အမျိုးမျိုးကိုသိအောင်နားထောင်ထားရတယ်ပေါ့ကဲနှုတ်ဖုံးနဲ့ဖုံးမမှတ်တာကိုမကြိုက်ဘူးဆိုတဲ့စကားမျိုးဖုံးသုံးလိုက်တယ်အဲ့ဒီသဘောမျိုးသိအောင်အဲ့ဒါသဘောတူလားဆိုတော့ဒီသမီးကမတူပါဘူးအမှတ်ကိုမှတ်ရမယ်လို့ပြောတယ်ဟုတ်ပြီကဲဖုံးဘက်ကလိုက်ပြီးကူပြီးခြေမဲ့သူရှိရင်ဟိုသမီးအနီလေးပေးလိုက်တာပေးလိုက်သဘောတူပါအဖေဟုတ်ပြီဘာလို့လဲဆိုတော့စကားပြောတဲ့သူသားနဲ့အရေးကြီးပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်စကားပြောတဲ့သူကသူပြောလိုက်တဲ့စကားတစ်ခုကိုလူတစ်ယောက်ကမှတ်စရာမလိုဘဲနဲ့နားထောင်တဲ့သူကဆွဲသွားလို့ရှိရင်သူ့တက်လုံးစိတ်ထဲမှာအဲ့စကားလုံးဝဆွဲသွားမှာပါ။စာအုပ်ထဲမှာလည်းမှတ်စရာမလိုပါဘူး။အဲ့လိုကြောင့်လက်ခံပါတယ်။ဟုတ်ပြီတို့ဘက်ကတယောက်ရပြီ။ဟုတ်ပြီသမီးကျေးဇူးပဲဟိုသမီးလည်းကျေးဇူးပါပဲ။ဟုတ်ပြီ။အနီးအဖွဲအဝါအဖွဲဖြစ်သွားပါပြီ။ဟုတ်ပြီဟိုမိုက်ပေးလိုက်အောင်ဟုတ်ပြီ။ဝါတာဘက်ကပါမလားမသိဘူး။တပည့်တော်ဟိုတချို့အကြောင်းအရာတွေကဟိုမှတ်တင်တယ်လို့ထင်ပါတယ်ဖေ။ဟိုဘာဖြစ်လဲဆိုတော့ဖုံဖုံပြောသွားတဲ့ထဲမှာပေါ့နော်။ဘုံဘုံကစစပြောတယ်ပေါ့ဟိုအသိပညာနဲ့ဟ
အတက်ပညာနဲ့ခေါင်းဆောင်တယောက်ဖြစ်လာလို့ရှင်အသိပညာပါလိုက်လာသင်ပါတယ်ဆိုတဲ့စကားတစ်ခွန်းတော့တပည့်တော်မှတ်ဖို့စဉ်းစားလိုက်ပါတယ်ဗျာဒါပေမဲ့ဘုံပြောနေတဲ့စကားကိုလိုက်စဉ်းစားလိုက်လို့တပည့်တော်မှတ်လိုက်တာပါတကယ်တော့ဆက်စွာမှတ်မလို့ပါဗျာဘာဖြစ်လို့လဲဆိုတော့အကယ်၍တပည့်တော်တို့ကအခုဒီသင်တန်းကိုမတက်ရောက်ရတဲ့သူတွေကိုပြန်ပြောတဲ့အခါမှာပေါ့နော်တချို့ဟာလေးတွေကအဲ့လိုမျိုးလေးအတိအကျဘုံကတော့ဘယ်သင်တန်းတော့ကတော့ဘယ်လိုပြောရတယ်လို့ပြန်ပြောနိုင်ရင်ပိုကောင်းမယ်ထင်လို့ပါတပည့်တော်တချို့တို့အဝါရောင်ဆန်အကြောင်းအရာတော့တပည့်တော်မှတ်တင်တယ်ထင်ပါတယ်ဟုတ်ပြီကဲတို့အနီလေးတွေပေးပါဦးဟဲ့အဖြူဟုတ်ပြီပြောတို့ဂျားနေနဲ့တူတယ်ဂျားနေလို့ပြောလို့ရပါတယ်ဗျာဂျားကဘာလဲဆိုတော့တပည့်တော်လည်းမှတ်ထားပါတယ်မှတ်ထားတာကတော့3ခုပဲမှတ်ထားတာဗျာဒီပြန်ပြောလို့ရမယ့်ဟာလောက်ပဲမနေ့ကဆိုလို့ရှိရင်တပည့်တော်ဒီဟိုဘက်အခန်းကနေပြီးတော့ကြည်ဖြစ်တယ်အရှင်ဘုရားပြောတာတွေကိုတချို့ကျတော့မှတ်เสียမလို့ပါဘူးဒါပေမဲ့ပြောတာတွေဆိုတာတွေအားလုံးလိုက်မှတ်ဖို့မလိုပါဘူးဒါပေမဲ့မှတ်တင်တယ်လို့လည်းထင်ပါတယ်မှတ်တင်တယ်ဆိုတာအနည်းငယ်ပါပဲဗျာ10လုံးပြောလို့ရှိရင်ကိုလိုချင်တဲ့စကားနှလုံးလောက်ကိုမှတ်ပါတယ်ကျန်တာတော့လိုက်မှတ်လို့မရဘူးတချို့တွေကမကြိုက်ပါဘူးဗျာတချို့တွေကကြိုက်ပါတယ်ကိုပြောလို့ရှိရင်လိုက်မှတ်နေဒါကိုပဲကြိုက်တယ်ဆိုတာရှိပါတယ်ငယ်တုန်းကကျောင်းမှာဆိုလို့ဆရာမပြောရင်အောက်ကလိုက်မှတ်တာတို့ကျူရှင်တက်လာတာဆိုငယ်တွေကလေလိုက်မှတ်တာကိုတချို့တွေကကြိုက်ကြတယ်ဆရာမတွေကတော့အဲ့လိုပဲကြိုက်ကြတယ်ဒါပေမဲ့ကြီးလာတဲ့အလုပ်ထဲဝင်လို့ရှိရင်လူကြီးတွေကပြောရင်အောက်ကလိုက်မှတ်တာမကြိုက်ဘူးဖေအရှင်ဖျားလည်းမကြိုက်ပါဘူးမဟုတ်ဘူးလေပြောပြပါအဲ့လိုမျိုးကြတော့ပြီးတော့အနေနဲ့ကြတော့လေအကျင့်ဆိုတာဖြောက်လို့ခက်ပါတယ်တချို့ကြတော့လိုက်မှတ်တာကိုပဲဝါသနာပါလေသူကမှတ်ကိုမှတ်ပါတယ်ဘာဖြစ်လဲဆိုတော့တငယ်ချင်းတွေစောစောပြောခဲ့သလိုပဲသူအားလုံးပြန်ပြီးတော့ပြောပြဖို့ကြတော့မှတ်တဲ့အခါမှာအတိအကျပြန်ပြီးပြောပြလို့ရပါတယ်အဓိကကိုယ့်ရဲ့ပြောတဲ့စကားဆရာတော်ဖျားပြောခဲ့တဲ့အတိုင်းပဲလူရင်းအတိအကျရောက်ဖို့အတွက်ကြတော့ပြောဖို့ကြတော့မှတ်မှအဆင်ပြေပါတယ်ဒါပေမဲ့လည်းအမြဲတမ်းမှတ်ဖို့လည်းမလိုပါဘူးတပည့်တော်ဂျားနေပါပဲမှတ်လဲမှတ်တယ်မှတ်တယ်မှတ်ပါဘူးရောင်ကအဖြူရောင်ဟုတ်ကဲ့တင်ပါဗျာဖုံမုံတို့သာသနာနယ်ပယ်ပရိယတ်တီမှာပေါ့လေစကားလေးတစ်ခွန်းကြားထားတာရှိတယ်စာတတ်ငခုံပရိယတ်တီပိဋကသုံးပုံပြောတာပေါ့လေစာတတ်ငခုံစာကုံမကြီးတော့စာပြောသေးအင်စာညင်းပါဆိုလားပဲမှတ်မထားမိလို့ပေါ့တစာဆိုတာဒီဘုရားဟောတဲ့တရားစာတွေနဲ့ပတ်သက်တာပေါ့စာတတ်တာစာတတ်ငခုံဆိုတာငခုံဆရာတော်ကြီးကစာတတ်တယ်တကယ်တတ်တယ်အခက်ခဲဘာညာဒါဘလို့ယူဆလဲဘာညာဆိုသွားရင်အကုန်ဖြေပေးနိုင်တယ်စာကုံမကြီးတော့ဆရာတော်ကြီးကတော့မကြီးတော့ရွာဆရာတော်ကြီးကတော့ပိဋကသုံးပုံနိကေငါအကုန်ကုန်နဲ့စာတယ်မှန်တယ်မြအကုန်ဖတ်ဖူးတယ်မှတ်ဖူးတယ်လေးလာဖူးတယ်ပေါ့စာပြောသင်းအင်းနဲ့စာပြောသင်းအင်းဆိုတာသင်းဆရာတော်ကြီးကြတော့ဟိုးရှိသင်းဆရာတော်ကြီးတယ်ဒီစာကိုသူများကိုပြန်ပြောတဲ့အခါကြတော့ဘာမှမှတ်ဆရာမလို့လောက်အောင်ကိုကြက်ဆရာမလို့ပဲနဲ့ကြက်ရသွားတယ်ပေါ့လေမှတ်မိသွားတယ်ပေါ့စာပြောတအားတော်တာသူများကိုရှင်းပြတာပေါ့စာညင်းကြတော့နောက်တစ်ပါးရှိသေးတယ်တိတော့တိတဲ့နာမမပြောတော့ဒါအဖြူပဲဒါအမဲပဲဒီကိစ္စမျိုးပေါ့လေခုလိုမျိုးမှတ်တာကောင်းတယ်မမှတ်တာကောင်းတယ်ဆိုတစ်ဖက်ကမှတ်တာကောင်းတယ်မှတ်တာကောင်းတယ်များနေအေးငါမမှတ်တဲ့ဖက်ကပြောမယ်သူမမှတ်တဲ့ဘက်ကထိုင်ပြောရင်ဟိုမှတ်တဲ့သူပြောတဲ့လူအကုန်ရှုံးတာမမှတ်တဲ့ဘက်ကပြောတဲ့လူကများတယ်အဲ့လိုဆိုငါမှတ်တဲ့တစ်ဖက်ကပြောင်းသွားပြန်မှတ်တဲ့ဘက်ကိုလည်းနိုင်မှတ်တဲ့ဘက်မှာ तू နေရင် तू နိုင်တာပဲမမှတ်တဲ့ဘက်မှာနေရင် तू နေပြီးပြောရင် तू နိုင်တာပဲအဲ့လိုမျိုးပြောတတ်တဲ့သူတွေလည်းရှိတယ်ဒီနေရာမှာလည်းအဖြေကတော့မှတ်ချင်တဲ့လူမှတ်ချင်တဲ့လူနေပေါ့လေဒါပေမဲ့သင်တန်းကြတော့ဘုံဘုံတို့စကားတက်ပညာပြောတဲ့အခါမှာပြောတဲ့အတန်ပြောတဲ့ဟန်ပြောတဲ့စကားဒါကိုထဲဝင်စိတ်ထဲရောက်စီနေတာတပိုင်းပေါ့နောက်တစ်ခုဘယ်ပညာပဲဖြစ်ဖြစ်ဘုံဘုံကဒီဘက်ကမှတ်တာမသိတော့ဘူးဘက်ကစပြောခဲ့တာဟုတ်ဆိုတော့ဒါလေးဆိုသားတို့တမီးတို့ဘွဲရပြီလားဘွဲရပြီးပညာစုံတော့ဘောလို့မလားပညာလဲစုံအလုပ်လဲရပါတက္ကသီလတက္ကသိုလ်ဆိုတာကစာအုပ်မရှိဘူးတက္ကဆိုတာအတွေးအခေါ်အကြံစီတွေပေါ့နားလည်အောင်ပြော flow တွေပေါ့သီလကအလေးအကျင့်လုပ်တာသီလဆိုတာကျင့်တာပေါ့တက္ကသီလဆိုတာတက္ကသိုလ်ရဲ့အဓိပ္ပာယ်တွေအများကြီးပေါ့လေဒီတစ်ခုပြောပြတာပေါ့စပြီးတော့သင်ညာတုန်းကဒီလိုပဲသစ်ပင်ရိပ်မှာပဲ
ဆရာအရေးချင်းရှိတဲ့လူတွေကအဲ့ဒီအရေးချင်းမျိုးရကျင်တဲ့သူတွေကိုသူ့ဘုဒ္ဓတာတွေကိုပြောပေးတာပဲအဲ့ဒါလို့ပြောပေးတယ်မှတ်မိတယ်ပြောပေးတယ်မှတ်မိတယ်ပြန်ပြောတယ်ဆွေးနွေးတယ်ခုခေတ်ကျမှ discussion တို့ conference တို့ဘာလို့ summit တို့အဲ့လိုတွေဖြစ်ကုန်တာတစ်ပင်အောင်မှတဲ့အလုပ်ဖြစ်သွားကြတာအဲ့ဒါနဲ့တက္ကသိုလ်ကြီးဆိုတာဖြစ်လာကြတာပေါ့လေအဲ့တော့ရှေးတုန်းက ability ရှေးတုန်းကစွမ်းအားဆရာစွမ်းအားတပည့်စွမ်းအားနဲ့အခုနောက်စွမ်းအားတွေနဲ့တော့ကွာလာတာပေါ့ကွာလာလို့တပည့်တော်တို့မမှတ်နိုင်လို့ကိုမှတ်ပါတယ်ဘုရားဆိုလဲမှတ်ပေါ့လေအဲ့တခုကိုဂရုစိုက်တဲ့အခါမှာတခုကတော့ယော့သွားမှာပဲကဲအဲ့ဒီတော့ကိုယ့်ရဲ့အရေးချင်းကိုမြင့်ညံတပါဆိုရင်တော့မမှတ်နဲ့ဘာနဲ့ပဲမှတ်ရမှာလဲဆိုတော့ဒီနာနဲ့ပဲဒီစိတ်နဲ့ပဲမှတ်ရမှာပေါ့အဲ့လောက်ကြီးတော့တပည့်တော်တို့မစွမ်းနိုင်သေးဘူးဆိုရင်တော့ဘာလုပ်ရမလဲမှတ်ပေါ့ဒါပေမဲ့သင်ရတဲ့ပညာရက်ကြရှိသွားပြန်သင်သွားတဲ့ပညာရက်မှာကအချက်လက်တွေနဲ့ဘဟုတုတ္တမျိုးဆိုတာရယ်ဒါမှမဟုတ်ရင်ပြောတဲ့စကားသင်ပေးတဲ့စာအဲ့ဒါရဲ့အရသာဆိုတာရယ်တကယ်တမ်းကျတော့အရသာဆိုတာစာအုပ်ထဲမှတ်လို့ရတဲ့ဟာမျိုးမဟုတ်ဘူးရတ္တစာပြီးခေါ်တာပေါ့ယတ္တစာပြီးခေါ်တာဘဟုတုတ္တဆိုတာကတော့မှတ်ချင်မှတ်လို့ရတယ်ကဲစကားတစ်ခုနားထောင်လိုက်တဲ့အရသာရှိသွားတယ်ငါအဲ့ဒီတုန်းကဘလို့လေးအရသာရှိလိုက်လို့ဘယ်သူလိုက်ရေးမလို့မရေးတော့ဘူးလေအရသာကိုရေးစရာမလို့တုတ္တကြတော့မှတ်နိုင်စွမ်းမှတ်ဉဏ်စွမ်းရည်ရှိရင်မှတ်စရာမလို့မှတ်ဉဏ်စွမ်းရည်မရှိရင်တော့မှတ်ကြရမှာပဲဒါဒီခုနဒါပြောသလိုပါပဲအဲ့တော့ဘုံဘုံတို့ဒါစကားပြောစကားခေါ်စကားဆွေးနွေးပေါ့ဒီအတတ်ပညာမှာဘုံဘုံတို့ဒီလိုလေးပဲသွားတာမာရမန္နာဟုတ်တာမဟုတ်တာတချို့ကိစ္စတွေကြတော့ဒီသင်တန်းနဲ့မဆိုင်ဆိုတော့အရင်တစ်ခါပြောခဲ့တယ်စကားပြောတယ်ဆိုတာရေခဲတုံးလိုပဲပေါ်တာနည်းနည်းလေးမြုပ်တာကအများကြီးဟာအဲ့ဒါဘယ်နှပုံတစ်ပုံဘယ်နှပုံမြုပ်တာတုံးဟေ့လို့ဖုံဖုံမပြောခဲ့ဘူးဟာတဝက်ပေါ်တဝက်မြုပ်ဟာတပုံပေါ်၄ပုံမြုပ်တပုံပေါင်း9မုတ်မြုပ်ဒါတွေကဒီစကားဝိုင်းမှာပြောချင်ပြောအောင်တော့ဒါအမှားမှန်အဓိကမဟုတ်ဥပမာပေးလိုက်တယ်ပြောတတ်တဲ့နေရာမှာအထောက်အကူပြုရုံပဲလေတချို့ဒီစကားဝိုင်းကြီးဟာဆရာတော်ဥစိတ်ကနာဒီလိုပြောတယ်ဟိဟာသူတင်နန်းသားတွေကဒီလိုပြောတယ်ဟိဆိုတဲ့ဒီအချက်အလက်တွေကိုအတိအကျကြီးကသမိုင်းဆိုသမိုင်းဆရာတွေကပြောလိမ့်မယ်လေသင်္ချာဆိုရင်သင်္ချာဆရာတွေကပြောလိမ့်မယ်လေရူပဗေဒဆိုရင်ရူပဗေဒဆရာတွေကပြောလိမ့်မယ်ဘုံဘုံတော့ဘာကိုပဲအဓိကထားပြောနေတာတုံးဆိုတော့စကားဘလို့ပြောကြတယ်လေအတတ်ပညာကိုပဲအဓိကထားပြောတာအဲ့တော့ဒီနေရာမှာပဲမှတ်သိတယ်မမှတ်သိဘူးဆိုတာညင်းတော့ညင်းတယ်နိုင်အောင်ညင်းတာမဟုတ်နှစ်ဖက်မြင်အောင်ပြောပေးတာသုံးဘက်မြင်အောင်ပြောပေးတာမှတ်သိတယ်မမှတ်သိဘူးမမှတ်တမှတ်ပေါ့အဲ့ဒါလိုမျိုးဒါကိုယ့်အမြင်လေးတွေကိုပြောရတာတချို့စကားဝိုင်းတွေရတယ်လို့ပဲလေဆုံးဖြတ်ချက်ချမရတဲ့စကားဝိုင်းမှာအမြင်မှန်သမျှအကုန်ပြောရတယ်ပြောတဲ့အခါမှာဒီစကားဝိုင်းမှာသူ့အမြင်လည်းကိုလက်ခံပေးရတယ်ကိုယ့်အမြင်လည်းသူလက်ခံပေးရတယ်ညင်းနေဆိုရင်လည်းပဲသဘောမတူကြောင်ညင်းတဲ့အခါမှာရံဖြစ်လို့ညင်းတာမျိုးမဖြစ်ရအောင်ဒါစကားဝိုင်းရဲ့ပြောတဲ့နေရာမှာအတတ်ပညာပေါ့လေဒီလိုဒါလေးကိုနည်းဖုံဖုံတစ်ချက်ရက်လိုက်မယ်နော်ရက်လိုက်မယ်ဆိုတာဘယ်ဘက်သွားခြင်းလဲဆိုတော့ဖုံဖုံစိတ်ထဲမှာပေါ်လာတာလေးတစ်ခုရှိလို့မေးခွန်းမေးစီခြင်းတယ်စကားပြောကြဆိုကြဆွေးနွေးကြတွေ့ကြကြုံရတဲ့အခါမှာကိုယ့်အတွက်အခက်ခဲဖြစ်ခဲ့ဘူးရင်အဲ့ဒီအခက်ခဲမျိုးကိုဘလို့ဖြေရှင်းပေးမလဲဆိုတာမျိုးမေးခွန်းပေါ့မေးစရာလေးတွေရှိလာအဲ့လိုမျိုးရှင်ဗျာတပည့်တော့သူနဲ့တွေ့တုန်းကလေးဆိုတာမျိုးပေါ့ကဲအဲ့လိုလေးတွေမေးစီခြင်းတယ်ရမလားမေးခွန်းရှိမလားကဲမေးရမယ်ဟုတ်တပည့်တော်ကလေသတင်းတောက်လုပ်ပါတယ်ဒါပေမဲ့တပည့်တော်စကားပြောတာလူတွေစိတ်ဝင်စားလာအောင်မပြောတတ်ဘူးဖြစ်နေရုံးမှာဆိုရင်လေသူများတွေကိုဘလို့စိတ်ဝင်စားအောင်ပြောရမယ်ဆိုတာဒီစကားဒီနေရာမှာနေမဲ့လဲနေရှေ့ကိုမရောက်ဘူးအဲ့တော့သူများတွေကစကားပြောအရန်လေးတွေနင်မပြောနဲ့စကြပါတယ်ဘလို့မျိုးပြောရမလဲဆိုတာဟုတ်ပြီသမီးအခုသမီးပြောတာအကုန်စိတ်ဝင်စားတာပဲစိတ်ဝင်စားတယ်မဟုတ်လားအဲ့တော့ထိုင်သမီးဟုတ်တယ်သမီးပြောတော့သမီးစကားပြောတာကိုသူများစိတ်ဝင်စားဘူးလို့ပြောတယ်အခုကျတော့ဖုံဖုံလည်းစိတ်ဝင်စားနေတယ်အားလုံးကလည်းစိတ်ဝင်စားနေတယ်
ဒါဘာကွာသွားတာလဲဘာကွာသွားတာလဲဆိုတဲ့အခါမှာအချီနေအချိန်ခါပေါ့ကိုယ်အတန်ကိုယ်စကားမပြောတဲ့အချိန်မှာတွားပြောလို့တော့ဘယ်သူမှစိတ်ဝင်စားကိုယ်စကားကိုယ်အတန်ဆိုထွက်တာပေါ့လေစကားဆိုပြောတာပေါ့ကိုယ်အတန်စကားပြောထွက်လာတဲ့အခါအားလုံးကစိတ်ဝင်စားမဲ့အချိန်ခါမျိုးဆိုရင်စိတ်ဝင်စားတယ်တခုတော့ရှိတာပေါ့ဟာအလူမင်္ဂလာဆောင်ပါတီပွဲပါဒင်နာတွေပါညလှုပ်တယ်ဆိုပါလို့ကိုလည်းရောက်ဘူးပေါ့ကဲအဲ့လိုလှုပ်တဲ့ထဲမှာတွားပြီးတော့မှကိုကအဲ့ဒီကိုအကြောင်းတွေတွားပြောဘယ်သူမှစိတ်မစားဒီပွဲကြီးတစ်ခုလုံးကိုကသူပြောတာလဲကိုစိတ်ဝင်စားကိုပြောတာလဲစိတ်ဝင်စားတဲ့ပွဲမျိုးလေအခုဒီမှာကျတော့ဖုံဖုံပြောလဲစိတ်ဝင်စားမယ်သမီးပြောလဲစိတ်ဝင်စားမယ်သားပြောလဲစိတ်ဘသူပြောအားလုံးကစိတ်ဝင်စားတယ်အဲ့တော့တခုစဉ်းစားရမှာကသမီးပြောတဲ့အခါမှာအခြေအနေကတယောက်နဲ့တယောက်စိတ်မဝင်စားတဲ့အခြေအနေလားဘသူပြောလို့မှဒီစိတ်ဝင်စားမှုကမရဒါဖြင့်အကြောင်းအရာလားအကြောင်းအရာကစိတ်ဝင်စားစရာကောင်းရင်စိတ်ဝင်စားလိမ့်မယ်အကြောင်းစရာကစိတ်ဝင်စားစရာမကောင်းရင်စိတ်မဝင်စားခုဖုံဖုံပြောတာလက်ခံတယ်နော်အဲ့တော့သမီးအဲ့ဒါဆိုရင်ဘာပြောမိလို့နောက်တစ်ခုကပြောပုံပြောဟန်ကောင်းလို့စိတ်ဝင်စားတာလည်းရှိတယ်အဲ့တော့ဒီသုံးမျိုးမှာအခြေအနေမပေးလို့စိတ်ဝင်စားတာရှိတယ်အကြောင်းအရာကစိတ်ဝင်စားစရာမဟုတ်လို့စိတ်ဝင်စားတာရှိတယ်ပြောဟန်ဆိုဟန်စိတ်ဝင်စားလို့စိတ်ဝင်စားတာရှိတယ်နောက်တစ်ခုအတန်ကစိတ်ဝင်စားစရာမရှိလို့စိတ်ဝင်စားတာရှိတယ်ဒီ၄မျိုးလောက်ပဲဖုံဖုံပြောသေးတယ်ပေါ့အဲ့လိုဆိုရင်သမီးကိုပြန်ဆန်းစစ်ကြည့်တော့ဘာလို့နေတယ်လဲများနေပြောရတော့သမီးကစကားပြောတာအရန်နှေးတယ်တဲ့အဲ့တော့ရှေ့ကိုရောက်ဖို့မပြောရဲဘူးဖြစ်နေသူများတွေကနှေးတယ်ပြောထားတော့လေအဲ့တော့ရှေ့ကိုဆက်ပြီးမပြောရဲဘူးအဲ့လိုကြောင့်မို့ထင်တယ်အဲ့ဆိုစကားပြောဟန်ပေါ့စကားပြောဟန်စိတ်ဝင်စားမှုမရှိတာပေါ့အဲ့လိုလားအတန်နဲ့လည်းပါသွားတာပေါ့ကဲဒါဖုံဖုံဖြေလို့ရတယ်ကျန်တဲ့သားတွေသမီးတွေခိုင်းဘသူပြောပေးမလဲပြောကြပါအောင်အေးဟုတ်သမီးအနီလေးပေးလိုက်မိုက်ပေးလိုက်ပေါ့လူတွေကိုရှိန်နေလို့တပည့်တော်မှထင်မြင်မိပါတယ်ဖေ။ဒီမှာစကားပြောတဲ့အခါကျတော့သူပြောတဲ့လူတစ်ဖက်လူပေါ်မှာသူအရန်ရှိန်တာရောအဲ့လိုမျိုးစိတ်တွေလှုပ်ရှားပြီးတော့သူပြောချင်တဲ့စကားသူစကားကိုစိတ်ဝင်စားအောင်သူပြောချင်တယ်။ဒါပေမဲ့အဲ့လူကိုသူရှိန်နေတဲ့အတွက်ကြောင့်သူပြောဖို့မရဲဘူးလို့တပည့်တော်မှထင်မိပါ။သမီးမထင်နဲ့လေတိုက်ရိုက်မေးလေ။ဟုတ်အဲ့လိုလဲပါပါတယ်ဒါပေမဲ့တခါလေကြောက်တော့လေတငယ်ချင်းချင်းပြောရင်တောင်မှတပည့်တော်ကအရန်ဝမ်းနေတတ်တယ်အဲ့တော့လေကိုယ့်ကိုအဲ့လိုအားနေချက်ကိုပြောလိုက်တယ်ဆိုရင်ဆက်ပြီးမပြောရတော့အဲ့မျိုးဖြစ်တာဒါဆိုစိတ်အားငယ်နေတာပေါ့ကျန်တဲ့သူဘယ်သူဆွေးနွေးအောင်မလဲဟုတ်ပြီလိုက်တော့သူနဲ့တပည့်တော်နဲ့တငယ်ချင်းတွေပါဟုတ်ပြီသူကရှိန်တာတော့မဟုတ်ဘူးဘာလို့လဲဆိုတော့တပည့်တော်ကတကယ်တော့လူတယောက်ကိုရှိန်လို့မရအောင်ရှိန်လို့မရအောင် तू ကရှိန်တာမဟုတ်ဘူး तू ကနေရလာတာစကားပြောတဲ့ခါမှာ तू ကအရန်ကိုနှေးတယ်ဒါ तू တော်တော်အလုံးဝင်တာတော်တော်ကြာသွားလို့အခုနားထောင်တော့လောက်မနေဘူးနော်အခုပါ तू ကအသားကျသွားတာအစတော့ကတင်းငန်းအောင်ရောက်တော့ तू ကိုဝိုင်းစားကြတယ် तू တမိဘယ်မှာနေလဲမျိုးဘက်စီးသလားမစီအောင်တမိမန်းလေးကလာတာပါမန်းလေးဆိုရင်မန်းလေးကစကားလေတမိဟောဒါခဏလေးနော်ဖုံဖုံကဘာလို့ဒါလေးဝင်ရတာလဲဆိုတော့ဒီလူတယောက်စကားပြောတဲ့အခါမှာကားတဲ့သူနဲ့ဆိုင်သမားလို့ပေါ့ဆိုတဲ့သူနဲ့ဆိုင်သမားလို့ဒါအနုပညာပဲရောက်တာခေါ်ပေးရတယ်ထောက်ပေးရတယ်အဲ့ဒီအတွက်ဖုံဖုံကဝင်ပြီးပြောပေးတာသမီးမျိုးဘက်ယထာစီလာဆိုတော့မျိုးဘက်ဆိုတော့ဒီလောက်နေတာမျိုးဘက်စနာယထာစီရင်နဲ့သူကနေသွားတာဖြစ်မှာမဒါထောက်ပေးတာလေစကားဝိုင်းကိုစိုးအောင်ပေါ့အဲ့ဒါလိုမျိုးတယောက်နဲ့တယောက်ပြောကြတဲ့အခါမှာအဲ့လိုလေးတွေကလည်းပါရတယ်လေကဲဟုတ်သမီးပြောဆက်ပြောအဲ့တော့သူပြောထင်တာतू ကအဲ့လိုဒီရန်ကုန်ခုမှဒီမှာရောက်ဖူးတာဆိုတော့ရောက်ချင်းစကားအရန်နှေးတယ်အဲ့ချိန်မှာဝိုင်းစားကြတယ်နင်အရန်နှေးတာပဲဒါပေမဲ့ तू တော်တော်တွက်လာတယ်ဘာဖြစ်လို့လဲလူတယောက်ကို तू မရှိဘူးဘာဖြစ်လို့လဲဆိုတော့တမီးတို့အလောက်ကသတင်းတောက်ဆိုတဲ့အတွက်ကြောင့်လူတယောက်ကိုရှိန်လို့မရဘူးကိုသိချင်တဲ့အကြောင်းအရာတွေကိုသိလို့တဲ့အကြောင်းအရာတွေဘူးမှကြည့်မဆိုင်ဘူးပေါ့အဲ့လိုလည်းမဟုတ်ပါဘူးကိုသိလို့တဲ့အကြောင်းအရာပြော तू ရှိန်တာမဟုတ်ဘူးလို့ထင်တယ်ပေါ့နော် तू ကဒီခုမှရန်ကုန်ရောက်ခါစားဆိုတော့ဒီကအသားမကျသေးဘူးဒါပေမဲ့အခု तू အရန်ကိုအသားကျလာပြီအဲ့တော့ तू မထင်တဲ့အကြောင်းအရာကိုတပည့်တော်ထောက်ပြချင်တာအဲ့ဒီစကားလေးသမီးအသားကျတယ်ဆိုတဲ့စကားထက်အဆင်ပြေးလာပြီလို့အသားကျတဲ့ထက်နေသားတကြတယ်လို့နေလေးထည့်ပေးပါနော်အသားကျတယ်ဆိုတဲ့အဓိပ္ပာယ်ကတစ်မျိုးဖြစ်သွားမယ်နော်
ဒါစကားအတက်ပညာမို့လို့ဒီစကလုံးလေးတွေကိုပြောတခါတလေအဲ့ဒါဖုံဖုံကလေဒီစကလုံးဘရုဒုက္ခဖြစ်သွားရင်စိတ်ထဲမှာကလိကလိနဲ့ဥရတယ်အသားကြတာနဲ့နေသားကြဖြစ်တာနဲ့ကသမီးကဘလို့ထင်တယ်သမီးထင်တာလေးတခုပြောပြလိုက်သူအခုအရန်အဆင်ပြေလာပြီလို့သူ့ကိုသူသတိမထားမိတာအခုသူတော်တော်ဆွဲဆောင်မှုရှိလာလို့ပဲလူတွေကအခုသူ့ကိုအကုန်လုံးဝိုင်းပြောနေရတယ်ပေါ့နော်အဲ့ဒါတခုသူ့ကိုပြောချင်တယ်ပေါ့ဟိုသမီးအစိမ်းကသမီးခရမ်းပြောတာလက်ခံတာနည်းနည်းတော့လက်ခံပါတယ်များကိုပြောပြဒါပေမဲ့ကိုယ့်ဟာကိုအဲ့လိုမျိုးဖြစ်လာတယ်လို့မထင်သေးဘူးအခုပြောနေရတော့မှကိုသမီးထင်တာကလေအတန်နေတုံပြီးကြောက်နေသေးတယ်လို့ထင်တယ်သမီးအသက်ဘယ်လောက်လဲ22နှစ်80ကျော်မှအတန်တုံတာပါဟိုဒီစကားတစ်လုံးတော့ဘာလို့ရည်ကြတော့ကြိုက်ဘုံပြောတာမို့လားအသက်20ကျော်တုံမလားကြိုက်80ကျော်မှတုံမှာပေါ့အဲကောင်အင်းတုံတာမို့ငြိမ်သွားတာကဲဟုတ်ပြီဘုံပြောမယ်နော်အေးကဲထိုင်နေအားလုံးကိုကျေးဇူးတင်တယ်ဝန်တာတယ်ပေါ့လေဘာလို့တော့ဒီလိုလေးတွေဟိုပြောကြဆိုကြမှလည်းပဲဟိုအမြင်အမျိုးနဲ့အဖြေထွက်မှာဒါဟိုအနီလေးပြောတာလည်းပဲ तू ကသူ့အမြင်နဲ့ तू ပြောပြတာတစ်ချက်ဒါခရမ်းကြတော့ तू ကအနီးစပ်နေလို့ဒါခရမ်းလေးနဲ့နေတာတောင်မှအစိမ်းကလက်မခံဘူးနည်းနည်းတော့ဆိုတာမျိုးဖြစ်သွားတယ်လေဒီစကားဆိုတာဟာစိတ်နဲ့ဆိုင်ပါတယ်စိတ်နဲ့ဆိုင်ပါတယ်အတန်စကားအတန်ဆိုတာစိတ်ကြောင့်ပဲထွက်လာပါတယ်တကယ်တမ်းကျတော့စိတ်ရဲ့ခံစားချက်ဟာစကားလုံးအနေနဲ့ထွက်လာတာပါစိတ်ရဲ့ခံစားချက်ဟာမျက်နာမှာလှုပ်ရှားမှုအနေနဲ့ထွက်လာတာဒီခံစားမှုကိုပြကြရပြောကြရတာဟုတ်မျက်နာနဲ့ပြတယ်လက်ဟန်နဲ့ပြမယ်ပါးစပ်နဲ့ပြောမယ်အတန်နဲ့ပြောမယ်ဒါစိတ်ရဲ့ခံစားမှုကိုဖော်ပြကြတာကြီးပဲနောက်ဆုံးဖနှောက်ဆောင်လိုက်တာပဲကြည်ပေါ့အဲ့တော့စိတ်ခံစားမှုကပဓာနာဖြစ်နေတယ်စာလိုကလည်းပဲအတန်ဆိုတာဒီစိတ်ကြောင့်ဖြစ်တာနဲ့ဥဒုကြောင့်ဖြစ်တာနှမျိုးပဲရှိတယ်မိုးချိန်းတာတို့ဘာလို့ကြောင့်ဥဒုပေါ့လေဒီအမာနဲ့ထိလို့ကလောင်ကွမ်းဆိုတာနေလဲဒါဥဒုပေါ့အဲဒါဒီဥဒုကအတန်မှာတော့အဓိပ္ပာယ်မရှိဘူးအခြေအနေမှာတော့အဓိပ္ပာယ်ရှိတာပေါ့ကလုံးနဲ့ချိန်လိုက်ရင်ဒါမိုးရွာတော့မယ်ဆိုတဲ့အတွေ့အကြုံနဲ့အဓိပ္ပာယ်ရှိတာမျိုးကြားလိုက်တာနဲ့ဒါဇွန်းကြတာလားခရင်ကြတာလားဖန်ခွဲကြတာလားအိုးဖုံးကြတာလားပကံကြတာလားဒီအတန်ပေါ်မူဒီအဲ့လိုအဓိပ္ပာယ်တော့ရှိတာပေါ့ဒါအတွေ့အကြုံနဲ့တကယ်တမ်းကျတော့စကားထဲမှာကျတော့ဒီခံစားချက်တွေအကုန်ပေါ်တာအဓိကအချက်ဟာသမီးဘာခံစားထားရသလဲဒီခံစားချက်ကိုယ့်ဟာကိုယ်အသိဆုံးပဲလေဒီလိုပြိဿနဲ့စကားပြောတာမျိုးကိုတစ်ခါရှက်ဖူးရင်နောက်အမြဲတမ်းရှက်နေရောတစ်ခါကြောက်ဖူးရင်နောက်အမြဲတမ်းကြောက်နေရောတစ်ခါမဝွင့်ရင်နောက်အမြဲတမ်းမဝွင့်ဖြစ်ရောဒါစိတ်နဲ့ဆိုင်တာပေါ့အခုသမီးတို့၃ယောက်ဆွေးနွေးပြောသွားတဲ့အခါမှာဖုံကြည့်တာကသမီးကိုယ်တိုင်ကိုအဖြေကိုထုတ်မရအဖြေထုတ်မရဘူးဆိုတော့ဘယ်ရောက်နေလို့လဲဆိုတော့စိတ်ခံစားချက်ပေါ်ရောက်နေလို့ပဲသမီးကြုံခဲ့ရတာဒီဟာပြန်ပြောလို့မကုန်နိုင်ဘူးလေစိတ်ခံစားချက်နဲ့ကြုံခဲ့ရတာဒီဟာအဲ့ဒီကြုံခဲ့တဲ့ပုံမှာစကားပြောတာကိုအားပေးတာအလွန်နည်းမယ်နေခဲ့ရတဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကလည်းပဲစကားအပြောနေတဲ့မိသားစုဖြစ်ရင်ဖြစ်မယ်စကားပြောတာများတဲ့မိသားစုဖြစ်အောင်တော့ကိုကအဲ့ဒီမိသားစုမှာပြောခွင့်မရတဲ့သူလည်းဖြစ်ရင်ဖြစ်မယ်စကားလည်းများပြောကြပါတယ်ပြောလည်းပြောခွင့်ရှိပါတယ်တကယ်လည်းပြောပါတယ်ဒါပေမဲ့ကိုပြောတာကိုတစ်ဖက်လူကလက်မခံတာမျိုးကြုံခဲ့ဘူးလို့လည်းဖြစ်ရင်ဖြစ်မယ်ဒါတော့ကာယကံရှင်သမီးအတိဆုံးပေါ့လေဒီစိတ်ရဲ့ခံစားမှုတစ်ခုခံစားလိုက်ရတဲ့အပေါ်မှာဒါကြီးကိုအစွဲကြီးစွဲထားလိုက်တော့ဒီအကျင့်ကြီးကပါသွားအဲ့ဒါပဲဖုံကဖြေပေးလို့ရမယ်တေချာပေါက်အနေနဲ့ definitely အနေနဲ့တခါတည်းပြောလို့တော့မရနိုင်ဘူးလေအဲ့တော့ဒါဒီသမီးအတွက်တင်ပြောတာမဟုတ်ကြံတဲ့သူတွေအတွက်လည်းပြောတာပေါ့အမဟုတ်ဘူးပြတပည့်တော်တို့ကလည်းသတင်းတောက်တပည့်တော်တို့ကထောက်သတင်းဘာလို့ရှိတာဒီစကားပြောတဲ့အခါမှာလူတစ်ယောက်ရဲ့စိတ်ကိုရွှင်အောင်ပြောမှကိုပြောတဲ့စကားဝင်လာတာများတယ်မှန်အောင်ပြောလို့ငိုးနေတဲ့အချိန်ဘာစကားမှနာကပ်ပြောလဲမဝင်ဘူးလေအဲကြောင့်ကိုပြောတဲ့စကားလေးကိုဤလာမလားအနေထိုင်းလာမလားထိုင်းလာမလားနားရဲမဝင်တော့တဲ့အခြေအနေမျိုးဆိုရင်အဲ့ဒါလေးပြောလိုက်ရုံပဲစကားက
တမီတို့ကသတင်းတောက်လေထောက်သတင်းလေဆိုတော့ဘာမှတော့ဟိုစကားကမဟုတ်ဘူးလေဒါပေမဲ့စိတ်မှာအဲ့လိုလေးဖြစ်အောင်ပြောပေးတာဒါပြောတာလေစိတ်ပေါ်မူတည်တယ်လို့နားထောင်တာလေစိတ်ပေါ်မူတည်တာပဲအဲ့တော့စိတ်ကိုပြင်ရတော့မှာကိုကသတင်းတောက်အလုံးနဲ့လုံမယ်စကားပြောတဲ့အလုံးနဲ့လုံမယ်ဆိုလုံကိုလုံရတော့မှာကြံတဲ့ဟာတွေကိုဘာမှကိုဟိုစိတ်ခံစားချက်ပတ်သက်ပြီးတော့ဖဲကိုထားလိုက်မှရမှာဒါတော့ဘယ်ဟာအားနေတာလဲကိုယ်စိတ်ဘယ်လိုခံစားခဲ့ရတာလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဖြစ်လာတာဆိုတော့စိတ်ကိုအရင်ပြောင်းရမယ်နောက်ပိုင်းကအကုန်ပြောင်းလိုက်သွားမှာပါပြောင်းလိုက်သွားမှာစိတ်ကိုပြောင်းပေးရမယ်ဒါမှမဟုတ်ရင်အခြေအနေဒီအခြေအနေကြောင့်မို့ဝင်ပြောလို့ကိုမရပါဘူးဆိုရင်ဒါအခြေအနေကိုကဘယ်သူမှဂရုစိုက်တဲ့နေရာမဟုတ်ဘူးလေအဲ့လိုနေရာမျိုးဟာသူ့အော်ကိုနဲ့တွဲကြည့်လေကဲငစိမ့်တန်းနဲ့သွားပြီးငါးဝယ်ကြည့်လေအေးစေးသေးဘလို့မှမဝယ်နိုင်ဘူးလေချိုးသားဘလို့မှမဝယ်နိုင်ဘူးသူ့ပတ်ဝန်းကျင်အခြေအနေအဲ့လိုဖြစ်နေတာဟုတ်အဲ့တော့အဲ့လိုနေရာမျိုးမဟုတ်ဘူးနော်သတင်းတောက်တွေစုံမင်းအဲ့လိုကြီးငစိမ့်တန်းလို့ဖြစ်တယ်လို့ပြောတာမဟုတ်ဘူးနော်ဟုတ်လားဖုံဖုံပြောတာဟုတ်လားဘာပဲနဲ့သတင်းတောက်ကငစိမ့်တန်းမဟုတ်ဘူးပြောရတယ်ဖုံဖုံပြောတာဟုတ်လားဟောစိတ်ပိုင်းဆိုင်ရာကိုပြင်ရတယ်လို့ပတ်ဝန်းကျင်အခြေအနေကြည့်ပြီးတော့လေပြောတဲ့ရင်ပြောရတယ်မပြောတဲ့ရင်မပြောရဘူးနောက်တစ်ခုအနေနဲ့ဒါသမီးဒီလိုဖြေပေးတာလက်ခံလားစိတ်ပိုင်းဆိုင်ရာသမီးဖတ်တာပြင်ပြီးပေါ့နော်နောက်တစ်ခုအနေနဲ့လည်းပဲစကားပြောတဲ့အခါဒီစကားအတတ်ပညာမှာဟိုနေ့ကိုမျိုးနဲ့ပြောတော့တုံးပေါ့လေဒီအတန်ပေါ့လေတမျိုးတည်းပြောတာကောင်းလားအမျိုးမျိုးအတန်လုပ်ပြီးတော့ပြောတာကောင်းလားလို့အဲ့ဒီဘက်ကလေးတစ်ချက်သွားကြည့်ခြင်းတယ်ကိုယ်စကားပြောတဲ့အခါမှာအတန်ကိုတတန်နဲ့တုံးတစ်ခုတည်းနဲ့ပြောတာလားဒါမှမဟုတ်အတန်ကိုအနှိမ့်အမြင့်နဲ့အမျိုးမျိုးပြောတာလားတမျိုးတည်းပြောတာကောင်းလားအတန်အနှိမ့်အမြင့်နဲ့တုံးကိုအမျိုးမျိုးလုပ်ပြီးတော့မှပြောတာကောင်းသလားဆိုရင်ကဲအဲ့ဒါလေးဆွေးနွေးကြည့်ပါအတန်တမျိုးတည်းနဲ့ပြောရမလားအတန်အမျိုးမျိုးနဲ့ပြောရမလားဆိုတဲ့နေရာမှာနေရာဒေတာနဲ့လိုက်ပြီးတော့ပေါ့ကိုပြောတဲ့သူနေရာအဲ့လိုမျိုးလိုက်ပြီးတော့ပြောတင်ပါတယ်ဥပမာဒီတတန်နဲ့ပြောလို့ရတဲ့နေရာမျိုးဆိုလို့ရှိရင်ဆော့ပြောသတင်းကြေညာတာတို့အဲ့လိုမျိုးနေရာတွေမှာဆိုလို့ရှိရင်တော့ဒီလူကြီးတွေပါနားထောင်နေကြတယ်တနိုင်ငံလုံးကနေပြီးတော့အဲ့မှာကိုစိတ်ဝင်စားအောင်လို့မျိုးမျိုးကြီးလို့ပြောနေလို့လည်းမကောင်းပါဘူးဗျာဒါပေမဲ့လူတယောက်နဲ့တယောက်စကားပြောလာပြီဆိုလို့ရှိရင်တော့အတန်အမျိုးမျိုးနဲ့ပြောတာပိုပြီးစိတ်ဝင်စားဖို့ရှိပါတယ်ကိုပြောတဲ့စကားကိုစိတ်ဝင်စားဖို့ဆိုတာပြောတဲ့သူမှလည်းပညာအများကြီးပါပါတယ်ဗျာဒီပြောချင်နားထောင်ချင်လောက်ကိုပြောဖို့အတွက်အမျိုးမျိုးရှိပါတယ်ဥပမာပြောစရာကောင်းတဲ့ဟာကိုပြောမယ်ဆိုလို့ရှိရင်ကိုကတီတီငိမ့်ငိမ့်နဲ့ပေါ့ဒီနေ့ငါရမ်းပြောခဲ့တယ်ဘာညာအဲ့လိုပြောလို့အဆင်မပြေဘူးအဲ့တော့ကိုယ့်ရဲ့ဟိုပြောစရာကောင်းတဲ့ပုံစံပေါက်အောင်ကြတော့အဲ့ဒါမှလည်းနားထောင်တဲ့သူကလည်းပျော်ပြီးနားထောင်ချင်ရမယ်ကိုပြောနေတဲ့တဝက်တစ်ပြက်မှာ तू ကနားမထောင်မဲ့ဟိုဘက်လူစကားကောက်ပြောလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ခံစားချက်ကလည်းအဲ့ချိန်မှာတမျိုးကြီးဖြစ်သွားနိုင်ပါတယ်ဗျာဟိုခွင့်ပြုရင်ဖုံဖုံစကားလေးတစ်ခုပြောချင်ပြောပါဗျာဟုတ်ပေါ်လာလို့လေနော်ခွင့်ပြုတယ်နော်ခွင့်ပြုပါတယ်ဗျာမနေ့ကဗန္ဓုလဂုံကျော်တရားလာရှိတယ်လေအဲ့ဒီဂုံကျော်တရားမှာဒီကမီးပွိုင်ရှိတဲ့တရားအောက်ခြေမှာအဲ့ဒီမီးပွိုင်ကကားတွေတက်ကြတာအပေါ်ကျတော့အားနေဟိုဖြစ်တော့တစ်လုံးကြီးတွေတင်နေကားတစ်လုံးကြီးတွေတင်နေကားကြီးကတန်ကြိုးကပြည်ပြီးတော့အဲ့တရားပေါ်မှာတစ်လုံးကဘေးလေကြတယ်ပြီးတော့ break ကလည်းပေါက်ပြီးအဆင်းမှာရှိရကားတွေ5-6ဆင်းဆင့်တိုက်အဲ့လိုရောသတင်းကြည်ညာလို့ရလားအဲ့ဒါကခုနဖုံဖုံပြောလိုက်တာတကယ်ထင်သွားတာလားဒီမှာဗျာဟောပေါ့မဟုတ်သတင်းကြည်ညာတာကိုပြောပြတာပါဒီလိုသတင်းကြည်ညာတဲ့နေရာမှာတော့စိတ်ဝင်စားအောင်ပြောတဲ့ပုံစံလေးရှိပါတယ်အမြဲတမ်းတော့တတ်မဲ့ဆော့ဆော့ပြောရဲဆိုတာကတော့ဗျာအဲ့လိုနေရာတွေကြတော့လည်းမဟုတ်ဘူးပေါ့အဲ့လိုနေရာကြလို့ရှိရင်များသောအားဖြင့်ကြလို့ရှိရင်တော့ကြည့်လိုက်ပါဦးဆိုပြီးဖွင့်ပြလိုက်တယ်အဲ့ချိန်မှာလုံးဝ reporter ဟိုရှိကနေပြောနေတာအဲ့လိုမျိုးတွေလည်းရှိပါတယ်ဒါပေမဲ့ဟိုတတ်မဲ့တဲ့ပြောတာတွေဆိုင်တော့တပည့်တော်ကတော့ဒီများသောအားဖြင့်မျိုးစုံပြောတာကိုကြိုက်ကိုတိုင်းနဲ့မျိုးစုံပြောပါတယ်ဗျာအဲ့ကြောင့်ပုံခုနခွင်တောင်းပြီးတော့ဝင်တယ်နော်ခုခွင်မတောင်းတော့ဟုတ်ဗျာဘာလို့စကားအတတ်ပညာမှာလူတစ်ယောက်နဲ့လူတစ်ယောက်ပြောတဲ့အခါမှာတစ်ယောက်က follow လိုက်ရင်ကိုအလိုလိုက်ပြီးပြောရင်လည်းပြောမယ်ကန့်လန့်တိုက်ပြီးလည်းပြောရင်ပြောမယ်သူပြောချင်တာပြောအလိုလိုက်ပြောလို့လည်းကိုစကားလမ်းကြောင်းကမလွဲရအောင်
ကန့်လန့်တိုက်လို့လေစကားပြောတဲ့လမ်းကြောင်းကမလွဲရအောင်တယောက်ယောက်ကကိုယ့်ကိုစကားဝင်ထောက်လိုက်လို့အဲ့ဒီနောက်ကိုပါသွားရင်ကို့မှာစကားပြောတဲ့အခါမှာခံစစ်အားမကောင်းဘူးခေါ်တာပေါ့စစ်တိုက်တယ်လို့ဆိုရင်ပေါ့လေအဲ့တော့အင်တာဗျူးတွေပါတယ်ရှိတယ်လေမေးချင်ရမေးကိုကဒီလမ်းကြောင်းအတိုင်းသွားတယ်အဲ့ဒါလိုမျိုးဆိုတော့ခုနခွင့်တောင်းပြီးတော့ပြောတော့ကတည်င်းကြင်ညာရင်ဒီလိုရသလားဆိုတော့အတတ်ပညာမျိုးပြောပြီးတယ်ဒါသင်ပေးတဲ့ဆရာဖြစ်နေတာပေါ့နောက်တစ်ခုအတတ်ပညာကြတော့အဲ့ထဲမှာပဲဖုံဖုံဘာပြောသားပြောနေတဲ့လမ်းကြောင်းကမလွဲအောင်ကိုယ်စကားကိုဖြစ်နိုင်ဤသည်မရွေးပြန်ပြီးတော့ကောက်ပြီးဆက်နိုင်ရတယ်ဘာလို့လဲဆိုတော့ editing လုပ်တဲ့သူတွေကကွက်တိပြန်ကြိုက်နိုင်အောင်ဒါဒီပြောတာပါဟုတ်တကယ်လဲစကားကိုအဲ့လိုမျိုးကိုပြောခဲ့တဲ့အချိန်ကိုပြောတဲ့စကားတယောက်ကဝင်ဖောက်သွားတယ်အကောင်းဖောက်အဆိုးဖောက်ကိုနဲ့မဆိုင်ဘူးသူပြောတာသူကိစ္စဟုတ်တော့ကိုပြောနေတဲ့စကားကကိုကိစ္စဆိုတာမျိုးလေးအဲ့လိုမျိုးလေးလဲစကားအတတ်ပညာမှာကိုပြောမဲ့စကားကိုခိုင်မာကင်ထားစီခြင်းတယ်ပြောပါဗျာဟုတ်ပြီသားပြန်စပြီဟုတ်ကဲ့ပြန်စမယ်ဆိုလို့ရှိရင်စကားကိုဒီကိုစိတ်ဝင်စားဖို့ကောင်းအနေအမြင့်နဲ့ပြောတဲ့ဟာကိုမိမိကိုယ်တိုင်လည်းဒီလက်သုံးစကားပေါ့ပြောရမှာအဲ့လိုပြောပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီစကားပြောတဲ့အခါမှာဘုံဒီလူတယောက်ကိုစိတ်ဝင်စားဖို့ကောင်းအောင်ပြောတဲ့အခါမှာဒီကိုကဝမ်းသာလာတဲ့စကားမျိုးပြောမယ်ဆိုလို့ရှိရင်တော့အဓိကကတော့မျက်နှာအမူအရာအစကိုလက်ဟန်ပန်အစဒီစကားအနေမြင့်အစဒါဒီလိုပဲသွားတင်ပါတယ်ဝမ်းနေမယ်ဆိုလို့ရှိရင်လည်းဝမ်းနေတယ်ပေါ့စောဘုံပြောသလိုမျိုးပဲဒီဝမ်းနေနေတဲ့သူကိုပြုံးကြီးနဲ့သွားပြီးစကားသွားပြောမယ်ဆိုရင် तू ကလုံးဝလက်ခံပြီးစကားပြန်ပြောနိုင်တဲ့အကြောင်းမရှိပါဘူးအဲ့အတွက်ကြောင့်မလို့ तू နဲ့စကားသွားပြောမယ်ဆိုတော့ तू သူ့ရဲ့အရင်ဆုံးပေါ့ပုံစံတစ်ချက်တော့လှမ်းကြည့်တယ်မှာလူကဲခတ်တာပေါ့ဖေ။တပည့်တော်အများလူကဲခတ်ပါတယ်စကားပြောနေကြရင်ကိုကအရန်အဆနောက်တန်လူတယောက်ဆိုတော့စမယ်ဆိုတဲ့ဒီလူအခြေအနေကိုလှမ်းချက်လိုက်တယ်။လှမ်းချက်တယ် तू ကနေပျော်နေတဲ့မျက်နှာအပြုံးမရှိမှာတပည့်တော်ဝင်ပြီးတော့တပည့်တော်အာပေါင်အာရင်းနဲ့ဝင်စတယ်နောက်တယ်အဲ့လိုလုပ်တယ်သူအဲ့စင်မပြေတော့ဘူးထင်လို့ရှိရင်တော့စကားမှားပြီးပြောလိုက်ရင်တစ်လုံးပြောလိုက်ပြီဆိုရင်တော့ပြန်ပြီးရုပ်သိမ်းလိုက်တယ်ဆက်ပြီးတော့မရှိတော့ဘူးရှည်လို့ရှိရင်တပည့်တော်ပြန်ထွက်ရမှာလမ်းကြောင်းခတ်သွားမှာဆိုလို့ပါဗျာတပည့်တော်အမြဲတမ်းစကားကိုအနေမြင့်နဲ့ပြောပါပဲအဲ့လိုပြောတာကိုကြိုက်ပါတယ်ဒီတသက်မဲ့တဲ့သွားမယ်ဆိုလို့ရှိရင်တော့ဆိုတော့အင်တာဗျူးတဲ့နေရာမှာဒီပါဆိုလို့ရှိရင်တော့ဒါအနေမြင့်နဲ့သွားလို့မကောင်းပါဘူးမင်္ဂလာပါအဲ့ဒါဆိုတော့တသက်မဲ့တဲ့သွားတာအဲ့နေရာမှာတင့်တော်ပါတယ်ဗျာဟုတ်တပည့်တော်အဲ့လိုပဲခံယူပါတယ်ဗျာဟုတ်ပြီသားထိုင်ပြီဒီသားပြောသွားတာကိုသဘောတူလားမတူတဲ့လူရှိပါသလားမဟုတ်ဖုံဖုံမှာဒီအတန်နဲ့ဟန်ကဒီတူလေးတော့လိုတယ်နဲ့တူတယ်တပည့်တော်ကတချို့တော့တော့တူပြီးတော့တချို့တော့မတူလို့တော့ထင်ပါတယ်ကဲပြောမယ်ဆိုအနည်းအမြင့်ကနေရာတိုင်းမှာလိုတယ်လို့ထင်ပါတယ်ဗျာတည်င်းကျင်ညာရဲဆိုတော့တည်င်းကျင်ညာရဲပေါ့ဟိုမှာစကားပြောရဲဆိုတော့စကားပြောရဲပေါ့ပြောတဲ့အချိန်မှာအနည်းအမြင့်အတဲကြအဖျက်တောက်အဲ့လိုအတိုးကျဲလုံးတင်တယ်လို့ထင်ပါတယ်ဗျာဘာလို့ဆိုတော့ဥမာ live တဲ့ဒီမှာထားလိုက်ပါတော့ဖက်လွယ်ပါစေပါတနေရာမှာမီးလောင်နေထားလိုက်ပါတော့ဘယ်နေရာမှာဖြစ်မီးလောင်နေပါလေအဲ့လိုပြောမယ်စားဘယ်နေရာမှာဖြစ်မီးလောင်နေပါလေဗျာဆိုရင်လူတိုင်းကဒါဟာကြီးတဲ့လူတွေအကုန်လုံးလန့်ကုန်မှာအဲ့လိုဖြစ်မှာဟုတ်ပါလေတပည့်တော့တွေးမိတာပြောတာပါဟုတ်ပါတယ်ဟုတ်ပါအဲ့လိုပါပဲမောင်ပြည်တီဦးနဲ့မိုင်းအင်ဒရာကျော်စင်တို့ရဲ့မင်္ဂလာပွဲကတော့ဘယ်နှစ်ကြိမ်မြောက်ဖြစ်ပါတယ်မောင်နေမတွေမထဲလောက်ဘူးနဲ့တူတယ်နော်ဒါထဲလားမသိပါဘူးအဲ့ဒါတော့အဲ့လေတပည့်တော့အထင်ပြောပြရပါလေဗျာအဲ့လိုပဲအနည်းမြင့်ကတော့နေရာတိုင်းမှာလိုတယ်ထင်ပါတယ်ဗျာဥပမာတငယ်ချင်းကိုပြောမှဖြစ်ဒီနေ့ကတော့ကွာအလုတ်ကရှုပ်လိုက်တာအဲ့လိုပုံမှန်ပြောနေမှာလေအလုတ်ကလည်းကွာရှုပ်လိုက်တာအဲ့လိုဆိုရင်ကိုယ့်ရဲ့ပြောချင်တဲ့မူးရဲ့ပြောချင်တဲ့ဟိုပါပေါ့စိတ်ခံစားချက်ရဲ့ပြောချင်တဲ့စကားအသုံးလုံးရဲ့ပါသွားတယ်မလို့ထင်ပါတယ်ဗျာမိုက်ကလေးတစ်လုံးဒီဘက်ပေးပါအောင်ဒီသားပြန်ပြောချင်နေတယ်ပေးလိုက်ပါပေးလိုက်ပါဒါနဲ့အောင်ပြောပါပြောလားကဲပြောပါမရဘူးလေအဲ့လိုမရဒီထိလာပြီးလိုက်နေတယ်ကဲပြောကဲကျွန်တော်ကကုမ္ပဏီတတိတယောက်ပေါ့နော်အမေဟုတ်လဲမဟုတ်ပဲဥမာပေါ့နော်ကျွန်တော်တခုခုပေါ့ပြောပါအောင်နေမီလေးနဲ့စိတ်ဝင်အဲ့လိုမျိုးပေါ့အဲ့လိုပြောမယ်ဆိုရင်တင့်တော်မှထင်ပါသလားကုမ္ပဏီတတိဆန္ဒဥမာပေါ့ကျွန်တော်တို့ကနေပြီးတော့ပြောမှာပေါ့တခုပြောမှာပေါ့တာကိုကုမ္ပဏီတတိဆိုသူ့ဘာပြောလိုက်မလဲကုမ္ပဏီတတိပေါ့နော်ဒါမန်နေဂျာပဲဖြစ်တယောက်ပဲဖြစ်ပေါ့နော်ဥပမာပေါ့ဒီနေရာတိုင်းမှာအနှိမ့်မြင့်လိုတယ်ဆိုလို့ပါဒါကိုယ်ခံယူခြင်းနဲ့ကိုပေါ့နော်ကျွန်တော်ကျတော့နေရာတိုင်းမှာနှိမ့်မြင့်မလိုဘူးထင်တယ်တမထက်သွားတဲ့နေရာတွေလည်းရှိပါတယ်ဥပမာနော်မိဘနဲ့ဆုပ်ပေးပါလက်မပါကြပါနဲ့မိဘနဲ့စကားပြောတဲ့အခါမှာလည်းအမြဲတမ်းဟာ
ဟာမေးကျွန်တော်ထမင်းစားတယ်ဗျာထမင်းလုပ်ပေးဗျာအဲ့လိုမျိုးဥပမာပေါ့ အဲ့ကျတော့အကူပြောတဲ့နေရာ ဟိုတာခဏလေးတယောက်ပြောနေတော့တယောက်ကိုစောင့်ရတယ် မိဘမှာဆိုလို့ဗျာ မွေးသွားမှဆိုတော့စကားပြောတဲ့အခါမှာတော့ဟိုဘယ်လိုခေါ်မလဲစောင့်ဖို့တော့လိုတယ်နော် ဟုတ်နောက်ထပ်တစ်ခုကတော့ဒီတငယ်ချင်းအားပေးကူညီတဲ့အခါမှာစကားပြောတဲ့အခါမှာအနှိမ့်မြင့်မလိုပါဘူးကျွန်တော်ထင်တယ်အယူတန်တန်ပဲဘာလိုအပ်လဲဘာကူညီလဲငါဘာပေးရမလဲဒီလိုမျိုးအမြဲတမ်းပေါ့နော်ဟိုလိုအပ်တဲ့နေရာလေးနည်းနည်းလေးတော့ရှိမှတင်အမြဲတမ်းအနှိမ့်မြင့်နဲ့သွားနေမယ်ဆိုအဆင်မပြေဘူးဥပမာဆော့ဆော့ကျွန်တော်ပြောသလိုမျိုးကျွန်တော်ကနေလူကြီးတယောက်ဖြစ်နေမယ်ဆိုလို့ရှိရင်သူ့ကိုကနေတီးကိုတည်နဲ့စကားပြောမယ်ဥပမာပေါ့ဖုံဖုံကိုဒီထောက်ကြွလာလို့ ခဏလေးဥပမာ3ခုရှိသွားပြီတစ်ဖက်ကစောင့်မနားထောင်ရင်အမစောင့်နားထောင်တိုင်းဒီကပြောလုံးအားကြည့်ရင်အမားပါ ကျွန်တော်ပြောချင်တာတွေနည်းနည်းများပါအေးအဲ့ဒါကြောင့်ဒါစကားတက်ပြင်တာဟိုကစောင့်နားထောင်တိုင်းကိုကြီးပဲပြောနေသတင်းသာလွှင့်လိုက်တော့လေ ခုနကအကူပြောတာလေခုနဟိုဟာအမေထမင်းစားတယ်ဗျာဆိုတာ